အားလုံးပဲမင်္ဂလာပါ IMH Language School ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါကတော့တချို့ရဲ့ Year 1 Beginner Grammar Video Course လေးဖြစ်ပါတယ်ဒီနေ့တချို့ Lesson 23ကိုလေ့လာကြမှာဖြစ်ပါတယ်ဒီနေ့တချို့ရဲ့ topic ကတော့ How to ask where a place is နေရာတစ်ခုခုကဘယ်နေရာမှာရှိတယ်လဲဆိုတာကိုမေးခြင်းပေါ့တနည်းအားဖြင့်ပြောရမယ်ဆိုရင် to ask for directions လမ်းညွှန်မေးတဲ့ပုံစံပေါ့နော်ဒါကဘယ်နေရာမှာရှိလဲအကြောင်းဘာမှာလဲဈေးရုံဘာမှာလဲဈေးဘာမှာလဲစသဖြင့်ဘယ်လိုပုံစံနေနဲ့ကျတော့မေးလို့ရမလဲဆိုတဲ့ဟာကိုလေ့လာသွားမှာဖြစ်ပါတယ်အဲ့တော့ယူဆုံးကိုကနေစမေးမယ်ဆိုလို့ရှိရင်ဒါလေးတွေကျတော့သုံးလို့ရတယ်ပေါ့နော် alright အဲ့တော့ယူဆုံး excuse me excuse me excuse me တစ်စိတ်လောက်ပါပေါ့တစ်စိတ်လောက်ပါExcuse me, is there a supermarket near here? ဒီနားမှာ supermarket ရှိပါသလားအဲ့တော့ဒါလေးတွေရတယ်အစားထိုးပြီးသုံးလို့ရတယ် Is there a hospital near here? နားမှာဆေးရုံရှိပါသလား Okay အဲ့တော့သုံးခုလောက်အစားထိုးပြီးလုပ်ကြည့်ကြည့်မယ် Okay supermarket အစားဘာတွေကျတော့သုံးလို့ရသေးလဲဆိုရင်ဒါပါတော့ Okay cinema hospital school okay နောက်တစ်ခုအရေးကြီးဆုံးရ toilet okay all right Is there a toilet near here ဒီနားဝန်းကျင်မှာ okay toilet ရှိပါသလား okay ဟုတ်ပြီနောက်တစ်ခု are there အဲ့တော့ဒီမှာသတိထားပါတော့ shops okay အများရှိရကျိုးသင်ခန်းစာမှာလည်းပါခဲ့တယ်ဒီလိုမျိုး there are there is ဆိုရင်ဒီနောက်က အများလေးနဲ့လိုက်မယ်ဆိုရတော့ are there any shops near here ဒီနားမှာဆိုင်ရှိပါသလားပေါ့ okay ဆိုင်တွေရှိပါသလား okay where's the lift where's the lift ဓာတ်လေကားဘယ်နဲ့မှာလဲပေါ့နော် where's the lift okay where are the stairs လေကားတွေဘယ်မှာလဲ okay where are the stairs လေကားတွေ how do I get to the park ပန်းခြံဟောင်းကဘယ်လိုသွားရမလဲအဲ့တော့ဒီမှာမေခွန်းပုံစံတွေစားတဲ့ပုံစံတွေအမျိုးမျိုးပြောင်းသွားတယ်ဒါပေမဲ့အဓိကမေးချင်တာကတော့ရှင်းလေးပဲဒါပဲမှာလဲ okay နော်အဲ့တော့ဒီလိုမျိုးအစားထိုးပြီးတော့မေးလို့ရတယ်အဲ့တော့ဒီမှာပို့ပြီးတော့နက်နေအောင်ရေးထားတယ်ပို့လောက်ထားတဲ့ဟာတွေကကြတော့ကျွန်တော်အစားထိုးလို့ရတယ်ပေါ့နော်ဥပမာဆိုရင်ထားပါတော့ where's the cinema ရရှိအောင်ပါမလဲ where's the toilet ဘာမှလဲ okay နောက်တစ်ခု how do I get to the school how do I get to the hospital okay ကျွန်တော်အစားထိုးပြီးတော့မေးလို့ရတယ်နောက်တစ်ခုကတော့ထပ်မေးမယ် okay အဲ့တော့ဒီညမှာရှိပါတယ်ဆိုတော့ okay how near is it ဘယ်လောက်နီးလဲHow far is it ဘယ်လောက်ဝေးလဲ Okay နော် All right သူပြန်ပြောလိုက်မယ်ပြောရတဲ့ပုံမှန်မူတည်ပြီးတော့ဒါမှမဟုတ်လဲဟိုကမေးမယ်Is there a supermarket near here How near is it ဒါမှမဟုတ်လဲ How far is it Okay ဒါမျိုးလေးပေါ့နော်နောက်ကနေထပ်မေးလို့ရတယ်အဲ့တော့ဒါတော့ကိုကမေးမယ်တကယ်လို့ကိုတယောက်ကမေးလာရင်ကိုဘယ်လိုပြန်ဖြေမလဲပေါ့ဥပမာကျွန်တော်နိုင်ငံသားတယောက်ကမြန်မာနိုင်ငံလာတယ်ကိုလမ်းမေးလမ်းလာမေးတာမျိုးရှိခဲ့မယ်ကိုကလမ်းညွှန်ပြီးမယ်ဆိုလို့ရှိရင်ဒါမျိုးလေးကျွန်တော်သုံးလို့ရတယ်တိကျတဲ့နဲ့ပေါ့နော်အဲ့တော့ we can answer with ဒါမျိုးလေးပြန်ပြီးလို့ရတယ် it's 5 minutes from here ဒီကနေဆိုရင်5မိနစ်ပါပဲ okay it's 5 minutes from here it's 2 kilometers from here ဒီကနေဆိုရင်2 kilometer ပေါ့နော်2 kilometer နှစ်ခုလောက်သွားရပါမယ်ဟုတ်ပြီအကောင်းဆုံးကတော့မိနစ်လေးနဲ့ပြောရင်ပိုကောင်းမယ်ပေါ့နော် it's 5 minutes from here ဖေးဒီကနေဆိုရင်5မိနစ်ပါအစားထိုးလို့ရတယ်ပေါ့နော်ကြာချင်း7 minutes ဆိုရင် it's 10 minutes from here okay ဟုတ်ပြီအဲ့တော့နောက်တစ်ခုအနေနဲ့ဒီစကားစုတွေပေါ့နော်ဒီအောက်ကစကားစုတွေကကြတော့ to talk about location ဒီနေရာကိုပြောမယ်ဒါမှမဟုတ်လဲ where something is okay တခုခုကဘယ်နေရာမှာရှိနေလဲဆိုတာကိုဖော်ပြမယ်ဆိုရင်တော့အောက်ကဟာလေးနဲ့ပြန်ပြောလို့ရပါတယ်။ဘာလဲဆိုရင် there's a supermarket next to the park okay ပန်းခြံဘေးမှာ next to ဘေးကိုပြောချင်တာ okay there's a supermarket opposite the bank ဘဏ်ရဲ့စန့်ကျင်ဘက်မှာပေါ့နော် okay there's a supermarket to the left of the car park okay car parking ရဲ့ left ဘယ်ဘက်မှာရှိပါတယ် there's a supermarket on the right okay ည
ညာဘက်မှာ supermarket ရှိပါတယ် okay အဲ့တော့supermarket ဆိုတဲ့အရာကိုပြန်မသုံးချင်ဘူး okay တယောက်ကမေးလာတယ် is there a supermarket near here is next to the park it's opposite the bank is to the left of the car park is on the right ဒါမျိုးလေးပြန်ပြောလိုက်ရတယ် it's တလုံးနဲ့ပြန်ပြောရင်ရတယ် okay နော်ဟုတ်ပြီအဲ့ဒါဆိုရင်ခုကျွန်တော်ပုံလေးနဲ့ကြည့်ကြည့်မယ် A B right လူနှစ်ယောက်ရှိရယ်ဆိုတော့ A is in front of B A ဒီ B ရဲ့အရှေ့မှာရှိတယ်နောက်ခု A နဲ့ B နဲ့မျက်နှာချင်းဆိုင်ဆိုလို့ရင်ဒါဒီ A is opposite B okay ဟုတ်ပြီနော်ဒီအပေါ်ကဟာလိုမျိုးပေါ့နော် there's a supermarket opposite the bank okay opposite the bank တမ်းပြီးတော့ကိုပြောချင်တဲ့ဟာနှစ်ခုဒါသုံးလိုက်လို့ရတယ်ပေါ့နော် opposite နောက်မှာဘာမှထည့်စရာမလိုဘူး okay ဒါဆိုရင် let's get started အဲ့တော့မြေပုံကိုကြည့်မယ်ပြီးလို့ရှိရင်မှန်ကန်တဲ့ဟာလေးကိုယူရမယ်ပေါ့နော်အဲ့တော့ဒီချက်ဟိုစာလို့ရလွယ်အောင်ပညာခွဲထားပြီးတယ်အဲ့တော့ alright အဲ့ဆိုရင်ကျွန်တော်မျိုးမြေပုံလေးကိုကြည့်ကြည့်မယ်ပေါ့နော် let's look at the map မြေပုံမှာရုပ်ဘာတွေတွေ့လဲ post office စာရယုံရှိတယ် supermarket okay ဈေးဝယ်လို့ရတဲ့နေရာရှိမယ် bakers okay ပါမုတ်ဆိုင်သို့မဟုတ်ကိတ်မဟုတ်တဲ့ဆိုင်ပေါ့နော် pharmacy စီဆိုင်ရှိမယ် cafe coffee ဆိုင် cinema ရုပ်ရှင်ရော shoe shop ဖနက်ဆိုင် butchers okay အသားဆိုင်ပေါ့နော်သားသက်ဆိုင်နောက်တစ်ခုကတော့ park ပန်းခြံရှိမယ်ဟုတ်ပြီနောက်တစ်ခု okay ဒီမှာဆိုရင်လူတစ်ယောက်ရှိတယ် there is a man ဒါဆိုကျွန်တော်လမ်းရှိတယ် road ပြီးတော့ဒီမှာ bus stop okay ဒါလေးဆိုရင်ဒါလေးက bus stop အဲ့တော့ဒီချက်ကိုကျေပြပြောတော့မဆောင်မနဲ့ကိုယ့်ဘက်ကိုအရင်လုပ်မယ် okay နော် right ဒီမှာဖြည့်တိုင်းမယ် okay ဒါဆိုရင်ဖြည့်လိုက်ကြည့်အောင် all right there's a cafe on the left sorry there's a cafe on the right ကိုရေးထားတယ်အဲ့တော့ cafe coffee ဆိုင်ကညာဘက်မှာရှိရပါတော့ဒီလိုဒီခုဘယ်လိုအနေထားနဲ့ကြည့်မလဲဆိုရင်ဒီလမ်းကိုကိုရဲ့ကွာဒီလမ်းရဲ့အလဲမှာရက်နေရလို့သဘောထားလိုက်ဘယ်ဘက်မှာပါရှိမလဲ post office supermarket bakers pharmacy right ညာဘက်မှာ cafe cinema shoe shop butchers okay အဲ့လိုမျိုးလေးမှတ်ထားမယ်အဲ့တော့ cafe က right ညာဘက်မှာရှိတယ်ဟုတ်ပြီအဲ့ဆိုရင်2က there's a post office on the left ဘယ်ဘက်ဖြစ်မယ် the man က okay သူက next to the bus stop bus ကမတိုင်ရဲ့ဘေးမှာပေါ့နော် alright there's a bakers in front of the shoe shop လား opposite the shoe shop လား okay ဒါဆိုရင်တို့ဒီလိုအနေထားဖြစ်တဲ့ကြောင့် this is opposite the cafe is in front of the park okay all right Banjanရဲ့ရှေ့မှာ okay ဘာလို့လဲဆိုတော့သူတို့ကလမ်းတစ်ဖက်ထဲမှာရှိနေရမို့လို့ပေါ့နော် okay there's a bus stop okay ဘတ်ကမတိုင်အောင်ကြည့်မယ် bus ကမတိုင်တဲ့ cinema နဲ့ကဘယ်လိုလဲဆိုတော့ဒါဒီnear လို့တော့ပိုကောင်းမှာပေါ့နော် near the cinema the cafe is in front of ဒါဒီတို့ဒီမျက်နှာချင်းဆိုင်မို့လို့ is opposite the post office there's a pharmacy okay pharmacy နဲ့ shoe shop ကကြတော့ okay ဒါလည်း near ပေါ့နော် near the shoe shop the bakers is to the pharmacy နဲ့ baker က okay pharmacy ရဲ့ pharmacy ကိုချိုးလို့လိုက်မယ်နော်ဒီမှာ pharmacy ဆိုရင်ဒီရဲ့ဒီဘက်အချက်မှာအဲ့ဒါဒီ left okay to the left of the pharmacy okay ဟုတ်ပြီ there's a bus stop a shoe shop ရဲ့ရှေ့မှာနော် in front of the shoe shop the man is okay near the butchers the supermarket okay supermarket နဲ့ post office အဲ့တော့ post office ရဲ့ okay သူဒီညာဘက်ဖြစ်သွားမယ် to the right of the post office okay အဲ့ဆိုရင်အခုကျွန်တော်ဒါလေးတွေကိုပြောကြည့်ချင်အောင် repeat after me okay there's a cafe on the right there's a post office on the left the man is next to the bus stop
There's a baker's opposite the shoe shop. The cafe is in front of the park. There's a bus stop near the cinema. The cafe is opposite the post office. There's a pharmacy near the shoe shop. The baker's to the left of the pharmacy. The baker's is to the left of the pharmacy. There's a bus stop in front of the shoe shop. The man is near the butcher's. The supermarket is to the right of the post office. Okay, အဲ့တော့ဒီမှာဒီခုနကပြောဖို့နည်းနည်းလေးလို့ဆိုရတဲ့ဟာတစ်ခုရှိရဲ့အဲ့ဒါပါလဲဆိုတော့ဒီမှာရှိ apostrophe s လေးတွေ့ရ right the bakers okay bakers butchers ဒါတွေကပါလဲဆိုရင်ဆိုင်တွေကိုပြောတယ်အဲ့တော့ဒီဆိုင်မှာလုပ်တဲ့သူပေါ့နော်ကြည့်ရဆိုရင်ဒါဒီbaker ဖြစ်မယ် butchers မှာလုပ်တဲ့သူဆိုရင်ဒါ butcher ဖြစ်မယ် okay နော်အဲ့တော့ဆိုင်နေဆိုလို့ရှိရင်ဒါ apostrophe s နဲ့ထည့်ပြီးတော့သုံးလေးရှိပါတယ် okay alright ဒါဆိုရင်ကျွန်တော်တို့ exercise 2ကိုလုပ်ကြည့်ကြရအောင်အဲ့တော့ exercise 2မှာပါလဲဆိုရင် you have to correct 4 mistakes in each conversation တစ်ခုစီမှာမှားနေရ၄ခုရှိတယ်အဲ့ဒါကိုအမှန်ပြင်ပေးရမယ်ဟုတ်ပြီ alright တော့မှားတာလေးတွေရင်ရှားကြည့်ကြည့်မယ်နော် okay ဒီဟာကိုတော့တူတူစဉ်းစားကြည့်မယ် okay excuse me is there a post office near here yes there is how far okay is ID8 မှာထည့်မယ် how far is it it's 5 minutes from here thanks it's next okay to the bank and it's opposite the cinema okay ဟုတ်ပြီအဲ့ဆိုဒီတစ်ခုကိုအရင်ဆုံးပြန်ပြင်မယ်ဟုတ်ကဲ့နော် how far is it ထည့်မယ်နောက်တစ်ခု is next to the bank okay ဒါဆိုရင်ကျွန်တော်၄ခုရှိသွားပြီဆိုရင်နောက်တစ်ခုကရော excuse me are there okay ဒီနှစ်ခု switch လုပ်မယ် are there any toilets in the shopping center yes near the lift ဆိုတော့ they ကိုဖြုတ်မယ် okay it is near the lift how do I get to the lift okay ဒီမှာကျွန်တော် do ထည့်မယ် it's near the big bookshop or you can take the stairs where are okay as we have 1 2 3 4ပြီးသွားပြီ okay ဆိုရင်အဖြေလေးတွေရေးကြည့်ကြအောင်အဲ့တော့ there any okay ဒီမျိုးလေးဖြောင်းမယ်နောက်တစ်ခုကကြတော့ it's near the lift and then how do I okay where are okay now let's practice these conversations excuse me is there a post office near here yes there is how far is it it's 5 minutes from here thanks it's next to the bank and it's opposite the cinema excuse me are there any toilets in the shopping center yes it's near the lift how do I get to the lift it's near the big bookshop or you can take the stairs where are the stairs they are to the left of the shoe shop အဲ့တော့ဒီနေ့ကျွန်တော်နေရာတွေကိုမေးတဲ့အခါမှာဘယ်လိုမေးမလဲဆိုတဲ့ဟာကိုလေ့လာခဲ့ရဖြစ်တယ်ဒီနေ့သင်ခန်းစာမှာ keywords တွေကတော့မေးခွန်းမေးတဲ့ပုံစံလေးတွေရှိမယ်ပြန်ဖြေတဲ့ပုံစံပြီးတော့ location ကိုဖော်ပြတဲ့ပုံစံအဲ့တချို့တော့စကားစုလေးတွေကိုအလွတ်မှတ်ထားတဲ့နဲ့ပြီးတော့ဘယ်ညာလဲပွဲပြဖို့လိုမယ် okay နော်ဟုတ်ပြီဒါဆိုရင်ဒီနေ့lesson 23ကတော့ဒီလောက်ပါပဲတချို့24ကြာမှပြန်တွေ့ပါမယ် bye bye